အစီကိုဘာဖြစ်လို့အကောင်းစားလို့ပြောရတာလဲဆိုတော့သူကအကျော်ပြတန်ကြီးလိမ့်သေးတယ်အုပ်စု3မျိုးရှိတယ်ပထမအုပ်စုကဒီလူသုံးများတဲ့အုပ်စုပေါ့နော်ပထမတန်းလို့ပြောတာမဟုတ်နော်ပထမအုပ်စုကလူသုံးများတဲ့အုပ်စုကသူကအခဲကသူကလူသုံးများတယ်ဒါပေမဲ့သူကနည်းနည်းညံ့တယ်ဘာဖြစ်လို့လဲဆိုတော့ဖျောင်းပါတယ်ပါတဲ့ဖျောင်းကလူခန္ဓာကိုယ်ရဲ့ဒီမှုညင်းပေါက်လေးတွေကိုခဏလိမ့်ရင်တော့သူကပိတ်သွားတတ်တယ်ဗျနောက်ဒုတိယအုပ်စုကသူကအရေအုပ်စုအဲ့ဒါကတော့လူသုံးနဲတယ်ဈေးကွက်ထဲမှာလည်းနဲတယ်နောက်တော့ဖျောင်းလို့တော့သူကအမှုညင်းပေါက်တွေမပိတ်ဘူးဘာဖြစ်လဲဆိုတော့သူကခန္ဓာကိုယ်တွေကိုဝင်တဲ့နေရာမှာအစီလောက်မမြန်ဘူးအဲ့ဒါတော့ဒုတိယပေါ့နော်ဒုတိယအုပ်စုပေါ့နောက်တတိယအုပ်စုကအကောင်းစားအုပ်စုပေါ့နော်အဲ့ဒါကဒီအစီပေါ့တန်ကြီးအကျော်ပေတင်ချင်းလေးနေတဲ့မှာအစီပေါ့အမှတ်တစ်ချက်အစီကိုဘာဖြစ်လို့အကောင်းစားလို့ပြောရတာလဲဆိုတော့သူကအခဲလိုမျိုးသူကလိမ့်လိုက်ရင်မှုညင်းပေါက်တွေမပိတ်ဘူးအရေလိုမျိုးလည်းခန္ဓာကိုယ်ရဲ့စိတ်ဝင်တဲ့နေရာမှာမနှေးဘူးနောက်အစီကခန္ဓာကိုယ်ရဲ့စိတ်ဝင်တဲ့နေရာမှာမြန်တယ်အခဲလိုလည်းမှုညင်းပေါက်လို့မပိတ်ဘူးနောက်ဇကပုံတစ်ခုတောင်ရှိပါသေးတယ်ရှေ့လူကြီးဒီမှာဇကပုံတစ်ခုကပါလဲဆိုတော့ဟိုနေပေါ့စီလိုအပေါက်ရှာလို့ပဲရှိပါတယ်ရေလိုအပေါက်ရှာဆိုတာမရှိပါဘူးဒါကြောင့်မို့လို့တန်ကြီးလိမ့်စေအစီဒီအရေထက်ခန္ဓာကိုယ်ထဲကိုဝင်တဲ့နေရာအကျိုးသက်ရောက်မှုရှိတဲ့နေရာမှာပို့ပြီးတော့မြန်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဧည့်သည်တွေကိုကျွန်တော်ကပတ်စံနဲ့ဝယ်ရမလို့ပဲနေပေးတယ်လက်ဆောင်ပေးတယ်ဒီအကျော်ပေတန်ကြီးလိမ့်စေအစီကိုကျွန်တော်ကအကောင်းစားလို့ပြောထားတာပါခင်ဗျာအဲ့ဒါကဒုတိယချက်ပါအဲ့ဒီချက်ကဒုတိယချက်ပါတတိယချက်က